စင်မပြေမှုတွေကြုံနေတဲ့အချိန်မျိုးမှာဒီအရာကိုပဲထပ်ခါတွေ့ကြုံနေပြီးတော့စိတ်ထွက်ပေါက်မရှိတွေဖြစ်တတ်တယ်ခက်ခဲတယ်အစင်မပြေဘူးကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုကြည်ပြန်တော့လည်းအားရစရာမရှိဘူးကြားရတဲ့သတင်းတွေကလည်းအားရစရာမရှိဘူးအဲ့ဒီတိုင်းနဲ့စိတ်ထောင်းကိုယ်ကြည်ဖြစ်လာကြတယ်ဒီစိတ်ထောင်းကိုယ်ကြည်ဘဝနဲ့နေရတဲ့အနေအထားအမှန်တကယ်စဉ်းစားကြည့်မယ်ဆိုရင်တော့ဝှကြွေးတွေခံစားနေရတယ်လို့ပဲဒါပေမဲ့အဲ့ဒီဝှကြွေးတွေခံစားနေရတယ်လို့ဖြစ်နေတဲ့အနေအထားကိုပဲအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပလိုက်လို့ရတယ်ကိုယ့်ရဲ့ခံယူပုံခံယူနေလက်ခံပုံလက်ခံနေပေါ့ဒီအနေအထားကြီးတစ်ခုကကိုပြောင်းလဲလိုက်လို့မရဘူးပြောင်းလဲလိုက်လို့မရဘူးဆိုရင်လက်ခံနိုင်အောင်ကြိုးစားရတယ်နောက်ကြုံလာမဲ့အရာတွေကိုကြိုပြီးတော့မတွေးရဘူးကြိုမတွေးဘူးဆိုတာကဘာမှဂရုမစိုက်တဲ့ပုံစံမျိုးကိုပြောတာမဟုတ်ဘူးကြိုတင်ပြင်ဆင်သင့်တယ်ဆိုတဲ့အရာကမြန်တွေးမြန်ဆုံးဖြတ်ချက်ချပြီးတော့ပစ္စုပန်မှာပဲနေတာပေါ့ဒီပစ္စုပန်မှာနေဖို့ကိစ္စကလည်းအင်မတန်အရေးကြီးတယ်လက်တွေ့လုံနိုင်တဲ့အရာတွေကိုအာရုံစိုက်ထားပြီးတော့နေတာထက်မဆိုင်တဲ့ကိစ္စတွေကိုတွေးပြီးတော့ပို့ပြီးပူလောင်တာကများတယ်အဲ့အတွေးကိုခေါင်းထဲကထုတ်ထားနိုင်လို့ရှိရင်အဆင်ပြေသွားကြတယ်မတွေးဘဲနဲ့နေလိုက်ပြီးတော့တယောက်တည်းဆိုလဲတယောက်တည်းအနေထားကလည်းကောင်းတာပဲနှစ်ယောက်ဆိုတော့လေနှစ်ယောက်ရှိတဲ့အခါမှာကိုယ့်အတွက်စိတ်ခွန်အားတော်၎င်းကိုယ်အားဖြင့်အကူအညီစိတ်အားဖြင့်အကူအညီပေးတဲ့သူဆိုရင်တော်၎င်းဒါဆိုရင်တော့နှစ်ယောက်ရှိတာကောင်းတာပေါ့မဟုတ်ရင်တော့ဒုက္ခပဲပေးနေတဲ့သူဆိုလို့ရှိရင်တော့နှစ်ယောက်ရှိတာကမှအပူပို့ပြီးတော့တိုးနေအောင်ပဲဒီတော့ဟိုလူအားကိုဒီလူအားကိုဆိုတဲ့စိတ်ကိုလည်းဖယ်ထားလိုက်ကိုတယောက်တည်းအဆင်ပြေနေအောင်ကိုတယောက်တည်းတောက်ပနေအောင်ခေါင်းရှင်းထားပလိုက်တာမတွေးလို့မရတဲ့ကိစ္စတွေရှိနေတယ်ဆိုတာကကိုကအဲ့အတွေးတွေကိုလက်ခံထားလို့မြတ်စွာဘုရားတရားအနေနဲ့ပြောရမယ်ဆိုရင်ဒီအတွေးတွေကလက်မခံထားရဘူးတဲ့ကင်းသွားအောင်လုပ်ရတယ်အတွေးကင်းအောင်လုပ်ရတယ်နေလို့မရဘူးလို့ပြောကြလိမ့်မယ်တွေးမိတာပဲဟုတ်တယ်တွေးမိမှန်သိတယ်အစပိုင်းမှာကိုကမသိဘူးအဲအတွေးကိုလက်ခံထားတယ်ကြာလက်ခံထားတော့တနေ့လုံးစိတ်ဆင်းရဲနေတာထွက်ပေါက်ကိုမရှိဘူးအဲ့လိုတနေ့လုံးစိတ်ဆင်းရဲခံပါလားဂျားမှာပျော်ရွှင်ခွင့်မရတော့ဘူးလားဒီတော့ကိုပါနှပ်ဖို့လိုတယ်ကိုဉာဏ်ရှိဖို့လိုတယ်ဘုရားရှင်ရဲ့တရားတော်အတိုင်းလက်တွေ့ကျင့်သုံးရမှာပဲအတွေးမရှိတဲ့ပုံစံနဲ့နေလို့ရအောင်နေမယ်ဘလောက်ခက်ခဲမဲ့အရာမလို့လဲကြုံတော့မှကြုံတယ်လို့ရင်ဆိုင်ပြစ်မယ်ကောင်းတဲ့မှာဘာမှကိုတွေးမနေနဲ့အခုလုံနိုင်တဲ့အလုပ်ကိုအာရုံစိုက်ပြီးလုပ်တယ်အခုကြုံမဲ့အခက်အခဲကိုမှလက်တွေ့ကြုံနေစေအခက်အခဲကိုမှပါနှက်စွာဖြေရှင်းမယ်ကောင်းတဲ့မှာခဏဒါတွေကိုမတွေးဘူးအဲ့တော့လူသူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်လူဆိုရင်ပြဿနာရှိတယ်လူဆိုရင်ဒုက္ခရှိတယ်ဒီဒုက္ခတွေကိုဒုက္ခတွေပါဟဲဒုက္ခတွေပါဟဲနဲ့အဲ့လိုညည်းရင်စိတ်စွမ်းအားတွေပို့ပြီးတော့ကြာလာတယ်တနေ့တာမှာအဲ့လိုမဆိုင်တာတွေတွေးနေရင်လည်းစိတ်ခွန်အားကျနေတဲ့သူတွေကများနေတယ်ဒီလိုပဲသွားတော့မှလားအဲ့တိုင်းသွားနေမယ်ဆိုရင်စိတ်ထောင်းကိုယ်ကြည်ဖြစ်တော့မယ်ယောဂရလိမ့်မယ်ယောဂရမခံနဲ့မြတ်စွာဘုရားပြောတဲ့အတိုင်းဂုဏ်တော်ပွားပြီးတော့နေစိတ်ဆွမ်းအပြန်ရတယ်အမှားမရှိစေနဲ့လက်ရှိအလုပ်ကိုတန်ဖိုးထားအဲ့ဒီအလုပ်ကိုပဲဖြောင်းလုပ်လက်စအလုပ်ကိုပုံမှန်လုပ်နေရင်နဲ့တဖြည်းဖြည်းအဆင်ပြေသွားတာနေချင်းညာချင်းအခုရေတွင်းတူအခုရေကြည်တောက်လို့တော့မရဘူးကြိုးစားကြရတယ်ပေးဆက်ကြရတယ်အဲ့ဒီကြိုးစားနေတဲ့အချိန်ပေးဆက်နေတဲ့အချိန်တွေမှာဒါဟာကိုယ့်ဘဝအတွက်ဝမ်းစာပဲလို့ခံယူလိုက်ပြီးတော့မဖြစ်မနေကိုလုံးမရမယ်အရာလို့ခံယူလိုက်ပြီးကြိုးစားဖို့ပဲလိုတာစိတ်ပြက်လိုက်တာအလုံးမှလည်းစိတ်ဆင်းရဲလိုက်တာဖိအားတွေကများတယ်ကိုယ်နဲ့အလုပ်ပေါ်လုပ်ဖက်အချင်းချင်းကလည်းကိုယ့်ဘဝမှာမကောင်းဘူးဒါတွေတွေးနေမယ်ဆိုလို့ရှိရင်တော့ဘဝနေပြောစရာမရှိတော့ဆက်ပြီးအသက်ရှင်ဖို့တော့မကောင်းတော့အဲ့ဒါတွေကိုကြံ့ခံနိုင်ရမှာဘယ်သူမုံဘယ်သူမကြိုက်ဘယ်သူတိုက်ခိုက်
ကိုယ့်အလုပ်ပဲကိုလုပ်မယ်ကိုယ့်အလုပ်ကိုမရတဲ့နည်းနဲ့ရအောင်လုပ်မယ်ကိုယ့်အနာဂတ်ကိုလည်းမရတဲ့နည်းနဲ့ပုံဖော်မယ်ကိုသွားကျင်တဲ့နေရာကိုလည်းမရောက်အောင်သွားမယ်ဒီစိတ်တစ်ခုတည်းပဲထားအဲ့စိတ်တစ်ခုတည်းပဲထားတဲ့အရာမှာကျွန်တဲ့အနောက်ရှက်အဟံတားတွေဟာအသေးဖွဲလေးတွေဖြစ်သွားတယ်အဲ့ဒီအနောက်ရှက်အဟံတားအခက်အခဲကိုအဓိကအာရုံစိုက်လိုက်ရင်အဲ့ဒါကြီးတွေအကြီးကြီးတွေဖြစ်သွားမယ်ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပဲအဓိကထားလိုက်ရင်အနောက်ရှက်အဟံတားဆိုတာကသေးသေးလေးတွေဖြစ်သွားတယ်အဲ့ဒါကိုယ်ခံယူပုံပေါ်မှာပဲမူတည်တယ်လို့ပြောတာခံယူပုံမမားနဲ့နောက်အရေးမကြီးတာကိုနံပါတ်1နေရာမှာမထားနဲ့ပြဿနာဆိုတဲ့အရာလူတိုင်းကြုံတဲ့အရာတဘာဝလိုသဘောထားလူတိုင်းကြုံနေတာဘယ်သူမှအဆင်ပြေနေတာမဟုတ်ဘူးအဲ့တော့ကြိုးစားနေဖို့သာအဓိကစံသားရှိရင်နီးလန်းရှိတယ်ဒီနီးမရရင်နောက်တနည်းနဲ့ပေါ်လာမှာပဲကြိုးစားမယ်ရုန်းကန်မယ်ရုန်းကန်ခြင်းဟာဘဝရဲ့အတိတ်ပဲပင်ပန်းကို့မှာပင်ပန်းတယ်ဆိုပြီးတော့ညင်းညူမနေဘူးပင်ပန်းတယ်ဆိုတာလေတဘာဝပဲထမင်းတစ်လုံးစားဖို့ဆိုတာလွယ်တဲ့အလုပ်မရှိဘူးဖြတ်လန်းဆိုတာလည်းမရှိဘူးကြိုးစားရမှာပဲအဲ့တော့ဘယ်တော့မှအစိုးဘက်ကနေတွေးပြီးတော့စိတ်သက်ကြအောင်ကိုမနှိမ့်ဆက်နဲ့စိတ်ကိုအမြဲတမ်းမာနေအောင်ကြိုးစားလက်တွေကြတွေစဉ်းစားအာယုံစိုက်တဲ့အရာကိုပဲအာယုံစိုက်မလိုတာတွေကောင်းတဲ့မထဲနဲ့အဆင်ပြေသွားလိမ့်မယ်အားလုံးအေးချမ်းကြပါစေ